နောက်မဲ့မင်္ဂလာပါရှင်အခုလိုဖုန်းလာပြီဆိုလို့ရှိရင်ကိုကြိုက်တဲ့ပချင်လေးနဲ့ဗီဒီယိုလေးလုပ်တဲ့နည်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ရှင်ဒါမှမဟုတ် Play Store software ကိုသွားမယ်နော်အဲ့မှာ software တစ်ခုကို download ဆွဲရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်မကတော့ live video known for income ဆိုပြီးတော့အဲ့ software ကို download ဆွဲလိုက်မယ်အဲ့လိုလဲဆိုတော့အဲ့ software လေးကဖုန်းတော်များများနဲ့အဆင်ပြေတယ်အဲ့ဒါကြောင့်မလို့အဲ့ software တွေကိုယူသုံးလိုက်မယ်နော်ဆိုတော့တင်ပြီးသွားပြီဆိုတော့ open လုပ်လိုက်ပါမယ်အဲ့မှာ language ကပို့တိုက်တာပြီပေါ့နော်အဲ့မှာ next ဆိုပြီးတော့ finish အကြည့်သွားလိုက်မယ်အဲ့မှာဆိုလို့ရှိရင်သူက call line ဒီမျိုးကို permission ပေးလိုက်မယ် video window ဆိုတဲ့ဟာကို permission ပေးလိုက်မယ်ပေါ့နော်ဟုတ် permission ကိုလည်းဖွင့်ပေးလိုက်မယ်နော်အဲ့မှာခဏလေးပဲစောင့်ပေးရမယ်ဘောက I am answer ဆိုတာလေးကိုအမှန်ကြီးချစ်ပြီး okay လေးနှိပ်ပေးရပါမယ်နော်အဲ့ဒါပြီးသွားရင်တော့ draw video လည်း permission ပေးလိုက်မယ် general permission ကိုလည်းဖွင့်ပေးလိုက်မယ်နော်အဲ့ဒါ import video ရွေးပေးလိုက်မယ်နော်အဲ့ဒီမှာကို download ဆွဲထားတဲ့ video လေးပေါ်လာမယ်ပေါ့နော်ပထမဆုံးအနေနဲ့တော့ကိုသုံးချင်တဲ့ video ကိုသုံးချင်တဲ့သချင်းတစ်ပုဒ်ပေါ့နော်အဲ့ဒါတော့ download ဆွဲထားရမယ် download ကလည်းပိတ်မှာသွားဆွဲလို့ရတယ်နော်သချင်းတွေအကုန်လုံးမှာတော့ချိုးလေးသချင်းလေး download ဖြစ်တဲ့အတွက်ထည့်လိုက်ပါတယ်နော်အဲ့မှာ processing video ဆိုပြီးပေါ်လာမယ်တရားပြည့်သွားရင်တော့ရပါပြီနော်တရားပြည့်အောင်ခဏစောင့်အဲ့ဆိုလို့ရှိရင် setting အောက်က setting ဆိုရလို့နှိပ်ပြီးရင် all contact ကိုနှိပ်ပေးရမယ်နော်အဲ့ဆိုတော့ဖုန်းခေါ်ရင်တချင်းထည့်ရတယ်လားအောင်တော့အဲ့ဒါဘုသူတ္တရစီမဲ့ video လေးကိုဆက်တင်ပေးမှာမဟုတ်လို့အပေါင်းလေးနှိပ်တဲလေးပေးခဲ့ပါ